NUG လက်အောက်ခံရဲဘော်ရှင်ချင်းပြဿနာကိုတနက်နေ့ဖြေရှင်းလို့ရင်းမပင်ခရိုင်တက်ရင်မှုဗလေးမောင်တေရပြီဆိုတဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ်။စကိုင်းတိုင်းဒေသကြီးရင်းမပင်ခရိုင်ကွက်ကရဲမှုစွမ်းတူမောင်ဘိုးစွမ်းရဲ့ကိုရဲအရာရှိ PA ဖြစ်သူကအစည်းအဝေးတစ်ခုအတွင်းမှာတက်ရင်6တက်ရင်မှုဖြစ်သူဗလေးမောင်ကိုတနက်နေ့ပြစ်တက်လိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကဒီကနေ့ဇွန်လ26ရက်မိုးလင်း2နာရီခန့်မှာဖြစ်ပွားခဲ့ရလို့မြေပြင်သတင်းမြစ်ထံကနေသိရပါတယ်။ဒီလိုတော်လိုင်းအဖွဲ့ချင်းချင်းကြားလက်နက်အားကိုပြီးအကြမ်းဖက်ဖြည့်ရှင်ခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ွယ်ကအကြောင်းရင်းကတော့ငွေကြေးအဂတိလိုက်စားမှုနဲ့လူသက်ခိုင်တဲ့အထိအာဃာတတွေအကြောင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကတက်ရင်မှုပလဲမောင်ကဆရာတော်တပားရဲ့ကားကိုသူတို့ပိုင်တဲ့ကားဆိုပြီးရောင်းစားခဲ့တဲ့ကိစ္စကနေပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကားရောင်းစားတဲ့ကိစ္စနဲ့ပတ်သက်ပြီးခေါ်ယူစစ်ဆေးရှင်းလင်းကြတဲ့အခါမှာကားကရောင်းပြီးသွားပြီဖြစ်လို့ငွေပြန်ပေးဖို့ပြောခဲ့ကြပါတယ်။ကားရောင်းရငွေ300ကိုပြန်ပေးဖို့ပြောဆိုရာကနေအရှင်းချင်းစကားတွေအခြေတင်ဖြစ်ပွားခဲ့ကြတာပါ။အဲ့လိုစကားပြောကြရင်လည်းခရိုင်ကွက်ကရင်မှုဘိုးစွန်းကိုတပ်ပြစ်မလားတပ်ပြီးရင်ငွေသိန်း9000ပေးမယ်ဆိုတဲ့အထိစကားတွေကကြီးထွားပြီးအခြေအနေတွေပုံမဆိုးရွားသွားခဲ့ပါတယ်။အဲ့ဒီနောက်ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးမှာပလဲမြို့နယ်ကတက်ရင်တွေကိုအကုန်လုံးခေါ်ယူပေးစကားပြောဆိုနေတဲ့အချိန်မှာအခုလိုပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အစည်းအဝေးအတွင်းမှာစကားပြောနေကြတော့ဘိုးစွန်းရဲ့ကိုရဲအရာရှိ PA ဖြစ်တဲ့လူငယ်ကတက်ရင်မှုပလဲမောင်ကိုတနက်နေ့အနီးကပြစ်တက်လိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုပြစ်ခတ်ပြီးတဲ့နောက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲလို့မေးမြန်းတဲ့အခါမှာအခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။သူရဲ့ဆရာဖြစ်သူဘိုးစွန်းကိုတပ်ဖို့အတွက်ပလဲမောင်ကသူ့ကိုငွေပေးပြီးငှားရမ်းထားတာဖြစ်လို့သူကမိမိရဲ့ဆရာကိုမတတ်ရှင်တာကြောင့်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်လိုက်တာလို့ဖြစ်ဆိုခဲ့တာဖြစ်ပါတယ်။ဒါဟာတော်လည်းအဖွဲ့အစည်းတွေအတွင်းမှာစီကံပိုင်းဆိုင်ရာနဲ့တရားဥပဒေစိုးမိုးမှုအပိုင်းအားနည်းနေရာကိုပြသနေရပါအခုလိုရဲဘော်ချင်းချင်းပြဿနာကိုစပွဲဝိုင်းမှာပြည်လည်အောင်မဖြေရှင်းမဲတနက်ကံမီလူသက်ဖြေရှင်းခဲ့ကြတဲ့အဖွဲ့တွေဟာအမျိုးသားညွှန်ရဲ့အစိုးရ NUG ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေဖြစ်ကြပါတယ်ရင်းမပင်ခရိုင်ကွက်ကဲမှုရုံးနဲ့ရင်းမပင်ခရိုင်တက်ရင်6တို့ဟာ NUG လက်အောက်ခံဖြစ်ပေမဲ့လက်ရှိအချိန်ထိတော့ NUG ဘက်ကနေတစုံတရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူးပြည်သူတွေသွေးရွှေတွေအသက်တွေရင်းပြီးအကိုအထားပြုတ်နေရတဲ့တော်လိုင်းအဖွဲ့တွေအထက်မှာအခုလိုအာဏာနဲ့လက်နက်ကိုအလွဲသုံးစားလုပ်ပြီးစိတ်ထင်တိုင်းကြမ်းကြုတ်နေကြတာဟာအတော်လေးကိုစိတ်ပြတ်စရာကောင်းပါတယ်ပြဿနာတွေကိုစီကံဥပဒေအတိုင်းမဖြေရှင်းမှလူမိုက်ဆန်ဆန်ပြုလုပ်ခဲ့ကြတာဟာလူတွေရဲ့ယုံကြည်မှုကိုပါပြက်ပြားစေပါတယ်ဒီလိုဖြစ်စဉ်မျိုးတွေကတော်လိုင်းရဲ့ပုံရိပ်ကိုအကြီးအကျယ်ထိခိုက်စေတဲ့အတွက် NUG အနေနဲ့လည်းလက်အောက်ခံအဖွဲ့တွေကိုတေချာကင်တွယ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ရဲဘော်အချင်းချင်းအကြားမှာတစ္ဆာဖောက်မှုအာဂရိလိုက်စားမှုတွေအပြင်အခုလိုသွေးမြေကြတဲ့အထိဖြစ်လာတာဟာတော်လင်းခီးကိုပိုပြီးကြံ့ကြာစေမယ်လို့ထောက်ပြနေကြပါတယ်လက်ရှိမြေပြင်မှာတော့အခုဖြစ်စဉ်ကြောင့်အဖွဲ့ချင်းချင်းအကြားတင်းမာမှုတွေရှိနေနိုင်ပြီးအထက်အဖွဲ့အစည်းတွေကနေဒါကိုဘလို့ကင်တွယ်အရေးယူမလဲဆိုတာပြည်သူတွေကစောင့်ကြည့်နေပါတယ်